လူတိုင်းဒီပါကြိုက်တယ်ဖားတာဝါလေးကိုလက်ကျန်ဒိုင်မွန်3100နဲ့ဆွဲလိုက်ရအောင်ညီကိုတို့အရင်ဦးဆုံး free တုံဝင်နဲ့တန်းတော်ညီကိုတို့ဘာတွေရမလဲချက်လောက်ကြည့်မယ်ကွာဟိအောင်ကြီးကွမ်800ပြည့်သွားလို့ကျွန်တော်တို့တမဘာလဲမလဲပေါ့ကျွန်တော်ကတော့မလဲသေးဘူးထပ်ဖောက်အောင်ပါညီကိုတို့တာဝါပဲယူမှာကဲညီကိုတို့ကြီးနောက်ထပ်တန်းတော်လေးဆွဲလိုက်ရအောင်ဘာရမလဲညီကိုတို့ပြောင်းကွိုင်းနေပဲပေးတယ်ညီကိုတို့ရေတစ်ချက်ရှိုးနောက်ထပ်တန်ရောညီကိုတို့ပြောင်းရေးစူးယူလောင်းတဲ့အဖက်ကြီးပေါက်သွားပါတယ်ညီကိုတို့တကယ်ကြီးပေါက်သွားတာဟိအောင်ရေးတကယ်တန်သွားပြီဟိအောင်ဒီတစ်ခါမှတော့တကယ်ကိုတန်သွားပြီညီကိုတို့ကဲအခုဒီဗီဒီယိုကိုကြည့်နေညီကိုလည်းကျွန်တော်တို့ပေါက်ချင်တယ်ဆိုတော့တွားပြီးတော့ဖောက်လိုက်တော့ညီကိုတို့ဟုတ်ပြီလားကဲကျွန်တော်လည်းမလဲသေးဘူးကွာရင်ဦးဆုံးနဲ့တန်ရောထပ်တီးမယ်တာဝါပဲယူမှာညီကိုတို့ဟုတ်ပြီနော်တာဝါပဲယူမှာကဲနောက်ထပ်တန်ရောဘာတွေရအောင်မလဲညီကိုဘာတွေပေါက်အောင်မလဲဟိအောင်ကြီးကွိုင်းနေပဲပေါက်တယ်လူကလေးပါထပ်ပေးလိုက်တယ်ဆိုရင်တန်သွားပြီနော်ညီကိုတို့ဘာရမလဲညီကိုတို့ကွိုင်းနေပဲရတယ်တဲ့အဲ့ရောက်ကွိုင်းထောင်းနေရပြည့်သွားပြီညီကိုတို့ကဲဖားတာဝါလေးကိုလဲလိုက်ရအောင်ကဲကျွန်တော်ထောင်ရန်လိုချင်ခဲ့တဲ့ဖားတာဝါလေးပေါ့ကွာလူကြိုက်ဆောင်မဲများတယ်ပရိုမိုတိုင်းဝန်းနဲ့လည်းဝယ်လို့မရဘူးဆိုတော့တခါတိုင်းမျိုးတက်လိုက်တော့မညီကိုတို့ဒီလျက်စီးတာဝါကြီးကပရိုမိုတိုင်းဝန်းနဲ့ဖောက်လို့ရတယ်နော်ညီကိုတို့ကဲကွိုင်း1300ရတယ်ကဲတစ်ချက်ရှိုးမယ်ညီကိုတို့ဒီမှာ reward တွေရှိသေးတယ်နော်ညီကိုတို့ကြောင်စပက်ချက်စကင်တကောင်ထက်ရတယ်ရောင်ပြီးပိုတန်သွားပြီကြောင်အချိန်130မှာတပုံးရှိသေးတယ်ပြောင်းဝေး Dragon တိမ်မှာစကွက်စကင်လမ်းကြည့်လို့ညီကိုတို့တကယ်တန်သွားတယ်တောင်ကြီးကျွန်တော်ဗီဒီယိုလေးကိုအဆုံးနဲ့ကြည့်ပေးတဲ့ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးတွေနှိပ်ပေးခဲ့ဖို့မမေ့ပါနဲ့ဦးညီကိုတို့